Lemia Quashin, let up what you see they go, Bello Yayu Jamale. Hello, my Minglava, Janawaro, LLB Group Yama Lofanga, Yellow Toshidi, who out your few Pibare, Janor Lofani, Miapi to Roti Dene, who is a Kisaya Yahu, Sunimia William, Shibare. Rodi Joya Learo, Janor Mima Boda Bada when it wet, Sunimia with Beijing Pitable, no? ဒီမှာဗုဒ္ဓဘာသာဝင်တွေအနေနဲ့လက်ထပ်ပွားပစ္စည်းလို့ပြောရင်အကြမ်းမြင့်အဖြစ်နှစ်မျိုးခွဲခြားလို့ရပါတယ်ပထမတစ်မျိုးကတော့တာမန်လက်ထပ်ပွားပစ္စည်းပေါ့နော်ဒုတိယတစ်မျိုးကတော့အမွေရလက်ထပ်ပွားပစ္စည်းဖြစ်ပါတယ်အဲ့တော့နှစ်ဦးသဘောတူကွာရှင်းတာဒါမှမဟုတ်လို့ရှိရင်လေတာမန်အိမ်တော်ရေးပြမှုကြောင့်ကွာရှင်းတာဆိုလို့ရှိရင်တော့တာမန်လက်ထပ်ပွားပစ္စည်းတွေကိုအညီအမျှခွဲဝေယူကြမှာဖြစ်ပါတယ်တယောက်တစ်ဝက်စီခွဲဝေရရှိမှာဖြစ်တယ်ပေါ့နော်အမွေရလက်ထပ်ပွားပစ္စည်းဆိုလို့ရှိရင်တော့အမွေရတဲ့သူက2စုကျန်တဲ့သူက1စုရမှာဖြစ်ပါတယ်ဥပမာအဖြစ်ပြောရမယ်ဆိုလို့ရှိရင်လင်ယောက်ျားဖြစ်သူဘက်ကရရှိတဲ့အမွေဆိုရင်လင်ယောက်ျားဖြစ်သူက3ပုံ2ပုံရရှိမှာဖြစ်ပြီးတော့ကျန်တဲ့မယားကတော့3ပုံ2ပုံရရှိမှာဖြစ်ပါတယ်เนาะအမျိုးသမီးဘက်ကရရှိတဲ့အမွေပစ္စည်းဆိုလို့ရှိရင်အမျိုးသမီးဖြစ်သူက3ပုံ2ပုံရရှိပြီးတော့ကျန်တဲ့အမျိုးသားဖြစ်သူက3ပုံ2ပုံခွဲဝေရရှိမှာဖြစ်ပါတယ်ဒီမှာတစ်ခုလေးသတိပြုရမှာရှိပါတယ်အဲ့ဒါကနှစ်ဦးသဘောတူကွာရှင်းတာမဟုတ်ပဲနဲ့ကြီးလေးသောအိမ်တော်ရေးပြမှုကြောင့်တရားစွဲပြီးတော့မှကွာရှင်းခဲ့တာဖြစ်တယ်တရားရုံးကနေပြီးတော့မှကြီးလေးသောအိမ်တော်ရေးပြမှုကိုကျူးလွန်တာမှန်ပါတယ်လို့ဆုံးဖြတ်ခဲ့ရင်တော့ကြီးလေးသောအိမ်တော်ရေးပြမှုကိုကျူးလွန်တဲ့သူဟာလင်မယားဥပိုင်တဲ့ပစ္စည်းကိုလက်လွတ်ဆုံးရှုံးရမှာဖြစ်ပါတယ်သူ့အနေနဲ့ရတိုက်ခွင့်မရှိပါဘူးအဲ့တော့ကျွန်တော်ရဲ့ဒီဆွေးနွေးမျှဝေမှုကိုအနှစ်ချုပ်ရမယ်ဆိုလို့ရှိရင်နှုတ်သဘောတူကွာရှင်းတာသို့မဟုတ်ရင်လည်းပဲတာမန်အိမ်တော်ရေးပြမှုကြောင့်ကွာရှင်းတာဆိုလို့ရှိရင်တာမန်လက်ထပ်ပွားပစ္စည်းကိုအညီအမျှရမယ်เนาะအမွေရလက်ထပ်ပွားပစ္စည်းကိုအမွေရတဲ့သူက2စုကျန်တဲ့သူက1စုရမယ်ကြီးလေးသောအိမ်တော်ရေးပြမှုကိုကျူးလွန်လို့တရားရုံးမှာတရားစွဲပြီးကွာရှင်းခဲ့တာဆိုလို့ရှိရင်တော့ကြီးလေးသောအိမ်တော်ရေးပြမှုကိုကျူးလွန်တဲ့သူဟာလင်မယားဥပိုင်ပစ္စည်းကိုလက်လွတ်ဆုံးရှုံးရမှာပဲဖြစ်ပါတယ်နောက်တစ်ပိုင်းမှာတော့သက်ဆိုင်ရာခေါင်းစဉ်လေးတစ်ရက်နဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားပါမယ်ဒီဗီဒီယိုလေးကိုကြည့်ရှုခဲ့တဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်